အရှင်ဘုရားတဲ့ပြီးတော့လှူခြင်းနဲ့တဲ့ဘယ်လှူရမလဲသူမေးတာကြည့်နော်ဘယ်မှာလှူရမလဲလို့ဆိုမြတ်စွာဘုရားဘယ်လိုဖြေတော့တကားတော့မင်းကြီးကြီးညိုတဲ့နေရာလှူတဲ့ကြီးညိုတဲ့ဆိုတာကိုယ်စိတ်ဝင်စားတဲ့နေရာလှူလို့ပြောတယ်ဘုရားသုံးတဲ့စကားလုံးလေးကဘယ်လိုသုံးလို့ဆိုယထပတိရတိတထဒေဟိတဲ့ကိုယ်စိတ်ကြည်နူးတဲ့နေရာကိုလှူပါလို့ဒီလိုပြောတာဟောနောက်တစ်ခါမင်းကြီးကဆက်ပြီးတော့မေခွန်းတစ်ခုထပ်မေးတယ်ကောင်းပြီဗျာတဲ့တပည့်တော်ဘယ်သူလှူရင်ဘယ်ကိုလှူရင်ပို့ပြီးတော့အကျိုးချီးမလဲတဲ့ဟာဒီမေခွန်းမေးလာမေးတော့မြတ်စွာဘုရားကဖြေတယ်တကားတော့မင်းကြီးတဲ့ခုနမေခွန်းနဲ့ဒီမေခွန်းကမတူဘူးတဲ့ခုနတီလရှိတဲ့ပုဂ္ဂိုလ်ကိုလှူရင်အကျိုးကြီးတယ်တီလမရှိတဲ့ပုဂ္ဂိုလ်ကိုလှူရင်အကျိုးမကြီးဘူးဟောခွဲထားဖြေလိုက်ပြီအဲ့ကြတယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒီမှာပရိသတ်ကရှင်းသွားတယ်မြတ်စွာဘုရားပေါ်မှာဆွဆွဲထားတယ်ငါသာလှူရမယ်သူများကိုမလှူရဘူးငါလှူမှအကျိုးကြီးတယ်သူများလှူရင်အကျိုးမကြီးဘူးငါတာဝကတွေကိုသာလှူရမယ်သူများတာဝကတွေကိုမလှူရဘူးငါတာဝကတွေလှူမှသာအကျိုးကြီးတယ်သူများတာဝကတွေလှူရင်အကျိုးမကြီးဘူးဆိုတဲ့ဘုရားကဟောတယ်ဆိုတဲ့သတင်းပြန့်နေတဲ့ဆွဆွဲချက်မမှန်ကန်ဘူးဆိုတာထင်ရှားသွားတယ်ဘုရားကိုယ်တိုင်ကနှုတ်မိတ်ပြီးတော့ဖြေလိုက်တော့မှန်ကန်ဒါရှင်းလင်းသွားတာတစ်ခုနော်ဒါနတရားနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့သဘောထားကိုမြတ်စွာဘုရားထုတ်ဖော်ပြီးတော့ဟောတာပဲအဲ့ဒီမှာလူတွေဟာနေ့စဉ်နဲ့အမျှစားတော့ပြီးတဲ့အခါအိုးတွေခွက်တွေဆေးကြတယ်ကြောကြတယ်နော်ထမင်းချက်တဲ့အိုးတွေစားတဲ့ခွက်တွေဆေးကြောတန့်စင်တဲ့အခါမှာတဲ့ရေမြောင်းရှိရင်ရေမြောင်းနဲ့တွန်ကြတယ်ပေါ့နော်အဲ့လိုဆေးကြောတန့်စင်ပြီးတော့ရေမြောင်းနေတဲ့မှာတွန်ကြတယ်လွတ်ရကျွတ်တွန်ကြတယ်ဆိုတဲ့အချိန်လေးမှာတဲ့ဟောဒီအိုးဆေးရီခွက်ဆေးရီတွေမှာပါတဲ့အစာအာဟာရလေးတွေတရားဝါလေးတွေစားပြီးတော့မျှတကြပါစေလို့စိတ်แท้ကကြံတွေးလိုက်ရုံနဲ့ဒါနဖြစ်တယ်ယေဟိတေစန္ဒနိကာယစန္ဒနိကာယဆိုတာရေမြောင်းတွေကိုပြောတာနော်ရေသိုးမြောင်းတွေကိုစန္ဒနိကာအောလိခံတွေဝါရေပုတ်တွေထုတ်တဲ့ရေအိုင်တွေအဲ့ဒီမှာထာလိဒောဝနံဝါတရာဝဒောဝနံဝါစတ္တေယထမင်းအိုဆေးတာတွန်လိုက်တယ်ခွက်ဆေးတဲ့ရေတွေကိုတွန်လိုက်တယ်အဲ့ထဲပဲအစာအာဟာရလေးတွေပါသွားတယ်ထမင်းလုံးလေးတွေဟင်းညံလေးတွေပါသွားတယ်နော်